မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျမင်္ဂလာပါမိုးရီဒီအခုခေတ်စကားနဲ့ပြောရရင်ခက်ချင်နေတယ်ဆိုတာယုံလားနော်အခုခင်ဗျားတို့ပြောတယ်ဗျာကိုယ့်ကိုပြုံးပြနှုတ်ဆက်မှုမရှိတဲ့ပတ်ဝန်းကျင်ကိုယ့်ကိုအရေးတယူမရှိတဲ့ပတ်ဝန်းကျင်ကနေခဏလေးတောင်မနေနဲ့လှုပ်ထက်ကပါလို့နော်ပြောကြတယ်မိုးရီကအဲ့ဒီစကားနဲ့မိုးရီနဲ့လုံးဝကွက်တိဖြစ်တယ်အခုအပိုင်းကားလေးဆက်ပြောမှာနော်မိုးရီကိုဘာကြောင့်တတဝါလောကမှာမထည့်ထားရတာလဲဆိုတော့တရားတိုင်းကုန်းနေတရားရင်းနေတရားခြီရှိတဲ့တရားခြေတောက်ရှိတဲ့တရားခြေတောက်မရှိတဲ့တရားစသဖြင့်တတဝါလို့ဆိုလိုက်တာနဲ့အောက်ဆီဂျင်ကိုရှူတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်လွှတ်တယ်မိုးရီသည်လည်းအောက်ဆီဂျင်ကိုရှူတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်လွှတ်တယ်ဒါပေမဲ့တတဝါတိုင်းသည်သူတို့လိုချင်တဲ့အစားအသောက်ကိုရှာဖွေစားတော့ကြတယ်သူတို့လိုချင်တဲ့အစားအစာကြီးကိုရောက်အောင်သွားပြီးစားတော့တဲ့အလေးထားသူတို့မှာရှိတယ်အဲ့လိုအခွင့်အရေးသူတို့မှာရှိတယ်မိုးရီမှာကြလို့ရှိရင်သူတို့ကြိုက်နှစ်သက်တဲ့ပတ်ဝန်းကျင်သူတို့နေခြင်းတဲ့ပတ်ဝန်းကျင်မှာပဲရှင်သန်ပေါက်ဖွားမှုနှုံးကောင်းတာနှမို့ဆိုလို့ကတော့ဒစည်းမှမြင်ရမထင်နဲ့မိုးရီရဲ့ခြေချက်ကလေဒါသည်တရားဝါနဲ့မိုးလောကနဲ့ကွာခြားကြဒါကြောင့်မလို့မိုးရီကိုတတဝါလောကမှာထည့်ထားခြင်းမပြုသူ့တီးတန်တစ်ခုအနေနဲ့ခွဲထုတ်ထားတယ်အဲ့တော့တက်သေးတစ်ခုအနေနဲ့ပြောမယ်ဆိုကျွန်တော်တို့မိုးမှာအပူပိုင်းမိုးရှိတယ်အေးပိုင်းမိုးရှိတယ်အပူပိုင်းမိုးဆိုတဲ့ကောက်ရုံးမိုးကိုကျွန်တော်တို့အေးပိုင်းမှာတောင်ကြီးလိုနေရာမျိုးပြင်းလိုနေရာမျိုးစသဖြင့်ပေါ့ဗျာအဲ့လိုအေးတဲ့နေရာတွေမှာစိုက်မယ်ဆိုရင်ကောင်းစွာရှင်သန်ပေါက်ဖွားမှုမရှိဘူးအပူပိုင်းနဲ့စာလို့ရှိရင်ပေါ့နော်အဲ့တော့အေးပိုင်းမိုးဖြစ်တဲ့နော်ရှီတာဂီတို့နော်ကျဲသီးမိုးတို့ကြောက်ပွင့်တို့စသဖြင့်ပေါ့ဗျာအေးပိုင်းမိုးအုပ်စုတွေကိုလည်းအပူပိုင်းမိုးမှာစိုက်ဖို့မပြောနဲ့အေးပိုင်းဒေသတွေမှာတောင်မှပဲသူတို့လိုချင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးမပေးနိုင်ဘူးဆိုလို့ရှိရင်ဒီမိုးတွေစိုက်လို့မရဘူးရှင်သန်ပေါက်ဖွားမှုမရှိဘူးဒါဆိုလို့ရှိရင်ခုနကကျွန်တော်ပထမဦးဆုံးပြောခဲ့တဲ့မိုးတွေဒီခြေတယ်သူတို့ကြိုက်နှစ်တဲ့ပတ်ဝန်းကျင်မှာဖန်တီးမပေးဘူးသူတို့မကြိုက်နှစ်တဲ့ဘူးသူတို့ကိုအရေးတယူရှိတဲ့ပတ်ဝန်းကျင်မဟုတ်ဘူးဆိုလို့ရှိရင်မိုးတွေဒီလုံးဝသူတို့မျောဖို့သူတို့ကိုမြင်ဖို့မစင်စားနဲ့နော်မိုးတွေကခက်ချီပဲဒါသည်တတဝါလောကနဲ့မိုးလောကနဲ့ကွာခြားချက်တတဝါလောကမှာမိုးဘာကြောင့်မထည့်ဘူးလဲဆိုတာဒါပဲနောက်တစ်ချက်ပြောချင်တာကတတဝါဒီလိုပဲမိုးတွေဒီလိန်ဆက်ဆံမှုရှိလားမရှိဘူးလားနော်လိန်နဲ့ဆက်ဆံမှုရှိလားမရှိဘူးလားအဲ့လိုလိန်ဆက်ဆံပြီးမျိုးပွားခြင်းရှိလားမရှိဘူးလားအဲ့ဒီအလေးထားတွေရှိလားမရှိဘူးဆိုတာကျွန်တော်နောက်ဗီဒီယိုလေးမှာဆက်ပြောမယ်နော်ကျေးဇူးပါကောက်ရုံးမိုးကိုဗေဒာနဲ့ကျက်စကူနဲ့စိုက်ထားတယ်နော်ဗေဒာနဲ့ကျက်စကူနဲ့စိုက်တယ်တဲ့ဗေဒာနဲ့ကျက်စကူနဲ့စိုက်ပြီးတော့မှုံမြင်ရှိတယ်မှုံမြင်နေရှိပြီးတော့ငားရပြီးတဲ့အချိန်မှာလေအောင်လေတဲ့လဲပြီးနောက်ပိုင်းဒီဘောင်တွေကအားလုံးကမှုံမြင်တွေကဝါသွားတယ်ဆိုတာကလေအကြောင်းမျိုးတော့ရှိတယ်ဒါနဲ့အထင်ရှားဆုံးအကြောင်းတွေပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဘောင်တွေကိုချွေးတွေကြာလားနော်ချွေးတွေကြာလားပထမတစ်ချက်ကနောက်တစ်ချက်ဒီဗေဒာက၄ရက်လောက်ကြာမှဆိုဗေဒာကတော့ကောင်းတာတော့အဆိုဓာတ်မပြောက်ခင်စိုက်ရတာပေါ့နော်အဆိုဓာတ်မပြောက်ခင်စိုက်ရတယ်အဆိုဓာတ်ပြောက်မှဆိုလို့ရှိရင်သူ့မှာအပူထုတ်လွှတ်အားတွေနည်းသွားတယ်အပူထုတ်လွှတ်အားနည်းသွားတဲ့အချိန်ရဲ့အခုလိုဆောင်းတော့မှအေးတဲ့အချိန်နဲ့သွားတွေ့တဲ့အချိန်ကြလို့ရှိရင်ဒီပြဿနာတွေတက်တယ်နောက်တစ်ခါဒီမှာဝါသွားတယ်လို့သူကပြောတယ်မှုလုံးဝဟိုပါပေါ့တရေမှုမြင်စင်းရတယ်ပြောတရေမှာရှေ့ဆက်မကြည့်ဘူးဆိုလို့ရှိရင်တော့အပူမလုံလောက်တာကိုလည်းညှိုးထိုးလို့ရတယ်ခုနဗေဒာကကြာထားပြီး၄ရက်လောက်ရှိနေတယ်၄ရက်လောက်ရှိနေတဲ့အချိန်မှာအပူမလုံလောက်ဘူးလို့အဲ့ဒါကိုလည်းညှိုးထိုးလို့ရတယ်သို့ပေမဲ့အခုဟာကမှုမြင်ကအကုန်ဟိုပါပေါ့ရက်တန့်သွားတာမဟုတ်ဘဲနဲ့အကုန်လုံးအယောင်ပြောင်းပြီးဝါသွားတာဖြစ်တယ်သူကတော့ကျွန်တော်ဆုံးဖြတ်တဲ့အတိအရတော့ဟိုပါပေါ့ဒီကုံချမ်းမတန့်တဲ့အတွက်ဗရီဒီယာဝင်တယ်လို့ပဲကျွန်တော်ကဆုံးဖြတ်တယ်เนาะအဲ့တော့ဗရီဒီယာဝင်တယ်ကုံချမ်းမတန့်ဘူးဆိုတာခုနကဗေဒာကိုရေမစေးမိဘူးလားဒိုရီမို့လို့ရှိရင်နောက်တစ်ခါဂျက်ဆက်ကူမတန့်ဘူးလားပေါ့เนาะဂျက်ဆက်ကူမတန့်ဘူးလားနောက်တစ်ခါကျွန်တော်တို့ဒီမှုံမြင်ဝါတဲ့အကြောင်းရင်းကအဲ့နှစ်ချက်ကနောက်ဆုံးတစ်ချက်ဒါကတော့ဖြစ်နိုင်ကြီးနဲပါတယ်เนาะမှုံမျိုးဝါတွေပြောဗတီရီယာတွေပါလာသလားဆိုတဲ့အဖြေပေါ့เนาะဒါလေးတစ်ချက်တော့စဉ်းစားတရားရှိတယ်ခုနကကျွန်တော်ပြောသွားတဲ့ error တွေပေါ့เนาะအဲ့ဒါဘယ်ဟာလဲတော့ကျွန်တော်လည်းအတိအကျမပြောတတ်ဘူးเนาะပထမတစ်ချက်ဒီကုံချမ်းမတန်ဘူးဗတီရီယာပါတာဖြစ်တယ်အဲ့တော့ဗေဒာတွေကပါတာလားเนาะဗေဒာအမြင့်တွေပါထည့်ဆိုင်လို့လားဆိုလိုချင်တာလေဗေဒာအမြင့်တွေမှာဗတီရီယာတွေကိုအောင်နိုင်တယ်เนาะအဲ့တော့ဗေဒာအမြင့်တွေပါထည့်ဆိုင်တာလားဗေဒာကိုရေမစေးရေတခြားမစေးပြစ်တာလားဒိုရီမလို့ရှိရင်ဂျက်စကူမတန့်တာလားဒီပြဿနာဟို
မှုမြင်တန့်သွားတယ်ဆိုလို့ရှိရင်တော့ခုနကဘေဒါသည်10ထက်တာ4လောက်ရှိနေပြီအဲ့အချိန်မှာစိုက်တာဖြစ်တဲ့အတွက်ဘေဒါကစူတိုင်းသားအထက်မှာအဆူတန်နဲသွားနော်အဆူတန်လက်ဆက်မှုမရှိဘူးပေါ့ဗျာပြောရင်တော့အဲ့တော့အပူထုတ်လွှတ်မှုနဲတယ်အပူထုတ်လွှတ်မှုနဲတဲ့အချိန်ကြားလို့ရှိရင်မှုမြင်တွေတန့်လဲပြီးတော့ရှေ့ဆက်ကြီးလွှတ်မှုတွေအဟံတာဖြစ်တယ်ဆောင်းတွင်းလဲဆောင်းတွင်းဖြစ်နေတာဟုတ်နော်နောက်တစ်ချက်ကဝါသွားတယ်ဆိုရင်တော့အဲ့ပြဿနာဒုတိယဦးစားပေးကိုထည့်စင်စားဝါသွားတယ်ဆိုရင်တော့အဲ့ဒါဘက်တီးရီးယားဝင်နေဆိုလို့ရှိရင်တော့ဘာဖြစ်နိုင်လဲခုနဘေဒါဘက်တီးရီးယားတွေပါတာဘေဒါတွေပဲပါလာတာဒိုရီမို့လို့ရှိရင်ဂျက်ဆက်ကူကပါလာတာဆိုတာကျွန်တော်တို့ကအဖြေထုတ်အောင်ဖြစ်တယ်နော်ကျေးဇူးပါ